လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုအမြန်ဆုံးလွှတ်ပေးဖို့နဲ့ပညာသင်ကြားပို့ချခွင့်ပါမစ်ကိုပြန်လည်ချပေးဖို့တွန်တင်းမြို့ကျူချင်းဆရာဦးအောင်ဖေကပြည်ပဆိုင်ရာလူ့အခွင့်အရေးနေ့ဖြစ်တဲ့ဒီဇင်ဘာလ10ရက်နေ့မှာတကူတော်ဆန္ဒပြတောင်းဆိုသွားခဲ့ပါတယ်။လူ့အခွင့်အရေးအကြီးမားဆုံးချိုးဖောက်ခံရတဲ့နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးဖို့လိုပါတယ်။ဒီကနေ့ကလူ့အခွင့်အရေးပေးမယ်ဆိုရင်နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးဖို့လိုအပ်ပါတယ်။ပြီးတော့အခါမှာကျတော့အတိအကျပေါ့နော်ကျွန်တော်တို့လိုမျိုးအလုပ်ပိတ်ခံတဲ့လူတွေရှင်းနေတွေရှိတယ်။ကျောင်းဆရာတွေရှိတယ်နော်ပြည်ပဆရာတွေရှိတယ်။အဲဒီလူတွေလည်းပါမစ်တွေပြန်ပေးဖို့လိုအပ်ပါတယ်။ကျွန်တော်ဆိုလို့ချင်းအခုဒါစားမယ်တောက်ရမယ်ဖြစ်နေလူအခွင့်အရေးတကယ်ပေးဆိုတဲ့စာတမ်းကိုကန်ဆောင်ပြီးအာဏာပိုင်တွေရဲ့ခွင့်ပြုချက်ကိုမယူဘဲတွန်တင်းမြို့ဈေးကြီးနေ့မှာအခုလိုဆန္ဒပြတောင်းဆိုသွားခဲ့တာပါ။ဒီဆိုင်လူအခွင့်အရေးလေးပေါ့နော်ဟိုကွန်ပျူတာနေလေပါ။နောက်ပြီးတော့ဒီလူအခွင့်အရေးချိုးဖောက်တာတွေကအခုချိန်ထိကိုမြန်မာနိုင်ငံမှာရှိနေတော့မယ်။ဒါကြောင့်ဒီထဲမှာပါတဲ့အတိုင်းပဲပေါ့နော်။လူအခွင့်အရေးဟိုတကယ်ပေးဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းပေါ့။သူတို့အယောင်ပြတဲ့ဒီမိုကရေစီလုပ်ထားပြီးတော့အယောင်ပြတဲ့ဒီမိုကရေစီလုပ်ထားပြီးတော့အယောင်ပြတဲ့လူအခွင့်အရေးလည်းဖြစ်တယ်။နားပြရတဲ့ကိစ္စကိုကြိုတင်ကြောင်းကြရတယ်ဆိုပြီးဒါလူ့ခွင့်ရေးချိုးဖောက်ခံရတဲ့တမျိုးပါပဲအကြောင်းမကြောက်ပါဘူးကျွန်တော်လည်းအကြောင်းမကြောက်ဘူးအကြောင်းမကြောက်ဘဲနဲ့ဒီတိုင်းကျွန်တော်ကြားတယ်တော့မှလည်းကျွန်တော်အကြောင်းမကြောက်ဘူးအခုလည်းကျွန်တော်ထုတ်ပြင်ထားပါတယ်ဖိုင်တော့တင်တယ်ကျူရှင်ဆရာဦးအောင်ဖေဟာပြီးခဲ့တဲ့2005ခုနှစ်ကကျောင်းသားတွေနဲ့အတူဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ဖြစ်တဲ့ဖေဖော်ဝါရီလ23ရက်နေ့မှာတွန်တင်းမြို့မှာရှိတဲ့လွတ်လပ်ရေးကျောက်တိုင်ကိုအလေးပြုခဲ့တာကြောင့်ထောင်ဒဏ်3နှစ်ချမှတ်ခံခဲ့ရတဲ့အပြင်စာတင်ကြားခွင့်ပါမစ်ကိုလည်းပိတ်သိမ်းခံခဲ့ရသူဖြစ်ပါတယ်နိုင်ငံရေးကျင်းသားဟောင်းတဦးဖြစ်တဲ့ကျူရှင်ဆရာဦးအောင်ဖေဟာပြီးခဲ့တဲ့အောက်တိုဘာလ6ရက်ကမ္ဘာကျောင်းဆရာများနေ့နဲ့နိုဝင်ဘာလ20ရက်မျိုးသားအောင်ပွဲနေ့တွေမှာလည်းတကူတော်ဆန္ဒပြခဲ့ပါသေးတယ်ခင်ဗျာဒီလိုပြရရနဲ့ထိုးပေါက်ပြီးတော့ဝမ်းစာရေးရှာနေရပါတယ်အဲဒါကြောင့်ဒီနေ့ကပြည်ပဆိုင်လူ့ခွင့်ရေးနေ့မှာပဲလူ့ခွင့်ရေးချိုးပေါက်ခံတာတွေကိုပပျောက်ဖို့တက်လိုက်